ရဟံအစာပြုချီဘဂဝါသောထဘဝချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝါငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတီရှုချိုးခါရဲ့လက်ဆုံးရှိကိုပါသည်အနန္တမြာဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေ DJ ကျော်စန်းလိန် Remix ကိုကုံကအရဟံအစာပြုချီဘဂဝါသုထမဝဲချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝါငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတီရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေ ခါတော့ဝိရိတဘော6ပြကုံပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းဉ္ဇာမြတ်တရားကိုကာယကမနောဝစီဥတီရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေသာသနာတော်တည်တဲ့ရည်တွေတို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထဆောင်ရွက်ကသမဏိပန်းတော်ပုံညက်ခင်တန်ကိုဘုရင်အရိယများကိုကာယကမနောဝစီဥတီရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာတော်မှာစိတ်ကတော်ဝမယ်သုံးလူရှင်ဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆုတောင်းပေးပါတယ်လေအလုံးမဲ့ရွှင်လန်းကြပါစေဖျားဖတ်တော်အသက်ရှိတရားဖတ်တော်အမျက်ပြေတန်ခါဖတ်တော်အခန့်ဝေးအရာရာတွေစင်ပြေကြစေဖို့ဖျားကိုယ်ွယ်တကိုးကျွေအပေမကြနိဗ္ဗာန်ရတရားကိုယ်ွယ်ပညာကျွေအပေမကြနိဗ္ဗာန်ရတန်ခါကိုယ်ွယ်စည်းစိမ်ကျွေအပေမကြနိဗ္ဗာန်ရဆိုသလိုကိုယ်ွယ်စည်းကပ်ရာအစစ်မှန်ဖြစ်ကြတဲ့ယရနာမြတ်သုံးပါးတို့အားယုံကြည်လေးစားကိုယ်ွယ်စည်းကပ်ကြသောအားဖြင့်ဘေးကင်းရန်ကင်းအန္တရာယ်ကင်းစွာဖြင့်ဒါနသီလဘာဝနာတရားများကြိုးစားပြုလို့အားထုတ်နိုင်ကြပါစေသီလသမာဓိပညာတရားများတိုးပွားရှေ့သန်ပြီးဉာဏ်နိဗ္ဗာန်စခန်းတို့တိုင်အောင်ရောက်လန်းနိုင်ကြပါစေကိုကုံကအရဟံအစာပြုချီဘဂဝါသုထဘဝဲချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝါငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတီရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနည်းယအလုံးမဲ့ရွှင်လန်းကြပါစေ
ကျော်စန်းလိန် remix ကခါတော့ဝိရိတဘော၆ပြကုန်ပြီပြည့်စုံတော့တရားတော်မြတ်ကိုကြင်ကြံကလမ်းမရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်ဒီငြိမ်းရမြတ်တရားကိုကာယကံမနောဝစီဘုဒ္ဓရှုချိုးကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းအားလုံးနဲ့ရှင်လန်းကြပါစေသာသနာတော်တည်တံ့ရေးရတဲ့ဘုရားရှင်သာတော်များမှာတေချာလေးနဲ့ထဆောင်ရွက်ကသုပရိပန်တော်ဘုံညက်ခေတ္တဘုတော်ရဲ့အရိယများကိုကာယကံမနောဝစီဘုဒ္ဓရှုချိုးကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းအားလုံးပဲရွှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစီကံတော်မယ်သုံးလူရှင်ဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆုတောင်းပေးပါတယ်လေအားလုံးပဲရွှင်လန်းကြပါစေ